ကြောင်မော်မျောလေးတစ်မျိုးမှာမြူမုံတွေကဆိုင်လာဒီချိန်နဲ့သွားတော့မယ်နေရဟောင်းကိုထားခဲ့ပြီးဒါအနာကတွပ်ပါနေဆိုပြီးသွားခဲ့တော့လက်လေးမတားရဘူးဝယ်နေလို့နေမေသွားမလားချစ်စရာမျိုးကိုရှောင်ပြေးမလားအတွေ့ရမှတို့ရှိသေးရဲ့ချိန်ပြန်စစ်စား Cherry berry ကြတဲ့သူတို့ပြောပါခဲ့ကြဖူးတယ်ကလေးပေါ်ရပြောစရာညိုနေတယ်နေ maybe la cherry be oh toile ne na gera piao le ma twa ye la nge do yin ya myo li de di ma nga do sao ne de la nge do yin ya myo li de di ma nga do saoနေတယ်ကျေးဇူးတင်ပါတယ်တော်ကြနော်ကချင်ပြည်နယ်ကလူချင်းချင်းမို့အားပေးရဖြစ်နေမှလဲဆိုတကယ်တော့လုံးမပါဘူးဆိုတာအရင်ပဲကောင်းတယ်ဆိုတဲ့လူတွေကလည်းတအားသိတာနော်စဆိုလိုက်ကြတဲ့ကလေတချင်းကိုပပိုင်နိုင်လဲရှိတယ်ဆိုတာလေးလေးပပင်လဲရှိရခန်းစားတဝံမှုအားလဲကောင်းတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ကောင်းတဲ့သူတွေအရန်သိတာတယ်မကောင်းတဲ့သူကြတော့လေတော်တော်ကြီးကိုပေါ့နော်ဟိုဖြည့်ဆွတ်နားလေပြီးတော့မှဟိုဘယ်ပြောမလဲသဘောထားရတအားကြီးပေးရတာပေါ့လေဆိုတော့ဂုဏ်ယူပါတယ်ဝမ်းသာပါတယ်ရှစ်ဆက်ပြီးသွားကြမယ်